အဘိုးတူကအမျိုးသားတူကိုတနတ်တလက်ပြီးပြီးသူအချစ်ဆုံးခွေးလေးကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်။အမျိုးသားကတနတ်ကိုယူလိုက်ပေမဲ့ခွေးလေးကသူ့ကိုအပြစ်ကင်းစင်တဲ့မျက်လုံးလေးတွေနဲ့ကြည့်နေတာကြောင့်ခလုတ်ကိုမဆွဲရက်ခဲ့ပါဘူး။အကယ်၍ခွေးလေးကိုမတတ်ဘူးဆိုရင်အထူးအေဂျင့်စစ်ဆေးမှုကိုကြားရှုံးလိမ့်မယ်လို့အဘိုးအိုကသတိပေးခဲ့ပါတယ်။သူ့ရဲ့စ조사အားထုတ်မှုတွေလေ့ကျင့်ရေးကာလတွေနဲ့ခွေးလေးနဲ့အတူဖြတ်တန်းခဲ့တဲ့အချိန်တွေကိုပြန်တွေးမိပေမဲ့ထိုအမျိုးသားဟာတနတ်နဲ့ပြစ်မတတ်ခဲ့ပါဘူး။စိတ်ပြတ်သွားတဲ့အဘိုးအိုကတနတ်ကိုပြန်တောင်းတဲ့အခါမှာတော့ထိုအမျိုးသားကအဘိုးအိုကိုတနတ်နဲ့ပြန်ချိန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလဲအနီးနားကနေတနတ်တန်တစ်ချက်ထွက်ပေါ်လာခဲ့ပါတယ်။ရလက်ကတော့ရှင်းပါတယ်။ထိုအမျိုးသားဟာသူ့ခွေးလေးကိုပွေးဖာထားတဲ့အထိကျင်နာတတ်တဲ့စိတ်ထားရှိတာကြောင့်အထူးအေဂျင့်လေ့ကျင့်ရေးအစီအစဉ်ကနေထုတ်ပယ်ခံလိုက်ရပါတယ်။သူဟာလောင်ဘေးကောင်လေးတယောက်အဖြစ်ဖြတ်တန်းပေးရတဲ့သူ့ရဲ့အတိတ်တွေနဲ့ခက်ခဲတဲ့စမ်းသပ်မှုတွေကြားကသူ့ကိုအထူးအေဂျင့်ဖြစ်အောင်ဦးလေးထေသူကဘလို့ရွေးချယ်လေ့ကျင့်ပေးခဲ့တဲ့ဆိုတာတွေကိုပြန်တွေးရင်းအိမ်ဟောင်းလေးကိုပြန်လာခဲ့ပါတယ်။သူဟာမူလနေရာကိုပြန်ရောက်သွားခဲ့ရပေမဲ့ဂရင်ပေါ်မှာအိတ်နေတဲ့သူ့ညခွေးလေးကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့မှာဘာနှောင်းတာမှမရှိတော့ပါဘူး